ကျွန်တော်တိရွတ်ကြိတ်တဲ့ဟာမမီပြပါမယ်ဘယ်ဟာနဲ့တိရွတ်တွေဘယ်ဆက်နဲ့ကြိတ်လဲမေးကြလို့လေဒီဆက်နဲ့ကြိတ်ပါတယ်ကျွန်တော်ဒါကရေးတိုင်းပြီပါဒါကတော့ဆက်ပါရမ်းကြီးမဟုတ်နော်တိသေးလေးပါမယ်ဒါကခုနှစ်ကောင်ဒီဇယ်အင်ဂျင်ပါဒါကတော့ဒီဟာမမေးပါဟာမမေးအိုးပေါ့ဗျာဒီကောင်ဖွင့်ပြမယ်ဟာမမေးရဲ့ဒီကောင်ကတော့12လက်မဟာမမေးပါဒီဟာမမေးသုံးတဲ့အခါကျရင်အရေးကြီးတာကတိရွတ်တွေကဒီမုံလက်ပွေလိုမျိုးတွေလုံးဝမုံလက်ပွေလိုမျိုးဖြစ်နေတော့အကောင်းဆုံးပါလုံးဝ6တွေ့ပြီးတော့အဆိုရက်ကင်းစင်ရပါမယ်အဲ့လိုမှဒါကြိတ်လို့ကောင်းတာဗျဟာမမေးရဲ့ဒီဒလက်တွေပေါ့ဒလက်မှာ2မျိုးလာတယ်ဒီလိုနေထားမှာပေါ့ဒီပန်ကာလိုမျိုးလေးဒီလိုနေထားမှာဝရင်သေးဆိုထားတဲ့ဒလက်တွေရှိရဲအဲ့ဒါတွေသုံးလို့မရအောင်ဒီလိုမျိုးအရှင်ဖြစ်နေရပါမယ်ဒီကြားထဲမှာတစ်ခုနဲ့တစ်ခုရိုက်ပြီးတော့ရှည်မှာမလို့လေတိရွတ်တွေကလုံးဝရှောင်းနေရပါမယ်ရေဆိုလို့မရပါဘူးဒါတော့12လက်မအိုးပါဟာမမေးရဲ့ဒီ function ကတော့ဒီဒါလေးပါပဲလုံးဝ simple ဖြစ်တယ်ပြန့်တယ်ပြင်လို့လွယ်တယ်ဒီမှာဒီ net တွေကိုကျွန်တော်ဒီ net နောက်က net တွေကအနည်းဆုံး2ခုသုံးပေးရပါမယ်ကျွန်တော်တော့ဒီဟိုပါလှုပ်ထားတယ်ထိတ်လေးတွေမှာဗျာwring spot ပါတို့ထားတယ်ပြုတ်ထွက်မစိုးလို့ဒီရှေ့က net ကြီးရဲ့နောက်မှာရေးကြည့်တာဒီ washer တစ်ခုပါပါမယ်အဲ့ကျမှဟိုပါမဖြစ်မှာလဲပြီးတော့ကျွတ်မထွက်မှာလေဒီ net ကပြီးတော့ဒီဟာမမီကဒါတိရွတ်ကြိတ်ဖို့ဆိုလို့ရှိရင်ဒီစကားလေးကအဖြုတ်အတက်လုပ်လို့ရပါတယ်ကျွန်တော်တော့ဒါငါးမူးစကားကိုအဲတချိုးပေါက်လေးတွေကိုတလိုင်းကျော်ကျွန်တော် share ထားပါတယ် share တော့မှသာကျွန်တော်လိုချင်တဲ့ဒီရွယ်စားထွက်ပါဒီတဲ့စကားသေးလို့ရှိရင်မှုံသွားပါလိမ့်မယ်ဒီမှာစကားမှာအပေါက်သေးရပြောတာငါးမူးဆိုင်အပေါက်ကြီးရဆိုတော့ရှောင်းမူးထက်ကြီးမယ်ဗျကျွန်တော်တွင်ကုန်မှာသွားပြီးတော့ share ထားတာပါပြီးတော့ဒီတိရွတ်ထဲတဲ့အပေါက်ကလာတော့ဒီထက်သေးတယ်ကျွန်တော်ဒီမှာအနည်းဆုံးဟိုဟာလောက်ရှိမယ်ဗျဒီမှာတထွာနီးပါးလောက်ရှိမယ်တထွာနီးပါးလောက်ကိုကျွန်တော်ကိုယ့်ဘက်ကိုပြန် share ထားတာဗျဒီထက်သေးလို့ရှိရင်ထည့်ရတာအဆင်မပြေပါဘူးဒါကတော့အဖုံးပါဒီမှာ12ပါနော်12လက်မအောင်ဒီကနေထည့်ပါတယ်ဒီဆက်လဲတဲ့အခါမှာအပေါ်ကနေပြီးတော့အောက်ကိုကြောက်ခဲကြသလိုပဲဖြစ်ပါပဲဖြစ်ပေါ့ဒီလက်နဲ့သွားမှတ်နိုင်ပါနဲ့အန်ရရမ်းများတယ်နော်ပြီးတော့ဒီဟိုဟာကျိတ်နေစဉ်တော့ထဲမှာဒီအနည်းဆုံးမျက်မှန်တော့တက်ဖို့လိုတယ် master ရမယ်ပေါ့အမုံတွေပါထွက်လို့ရှိရင်ပြီးတော့စောင်းနှင်းကျိတ်တာတော့ပိုကောင်းတယ်နေရာဒီဆိုလို့ရှိရင်အမုံတွေထားများတယ်ပြီးတော့ဒီဟိုဟာဒီ set တွေဒီ engine တွေနှိုးနေတာမဟုတ်ဘူးဆိုလို့ရှိရင်ဒီ clutch လေးထည့်ဖို့လိုတယ်ဒီ clutch ကလည်းကျွန်တော်ကိုယ့်ဘက်ကကိုပြန်ထည့်ထားတာဒီ clutch လေးထည့်ထားတော့မှဒီဘက်ကဟာမမေးနဲ့ဒီဆက်နဲ့အင်ဂျင်နဲ့ကနှိုးနေစဉ်မှာဖြုတ်ထားလို့ရမယ်ဆက်နိုးပြီးသွားပြီဆိုတော့မှဒါလေးကိုအောက်ကိုရှိတ်လိုက်မယ်ပေါ့ဒီကောင်အောက်ကိုရှိတ်လိုက်မယ်အကျန်ပန်ကားကျိုးတင်းသွားပြီးတော့ဒီဘက်ကဟာမမေးလုံးမယ်ပေါ့ဒီသေးရွက်တွေကဆိုတော့မနက်ကကျွန်တော်ယူခဲ့တဲ့ဖျားယူခဲ့တဲ့ဒီရေသမာရွက်တွေပါရေသမာရွက်တွေကိုကျွန်တော်ဟာမမေးနဲ့ကြိတ်ပြီးတော့ဒီနေထားရပါတယ်ဒါကျွန်တော်ဒီနေ့တစ်ခါတည်းကြိတ်လိုက်တာသေးရွက်တွေကလည်းဟိုဟာ6နေပြီဆိုတော့လေတစ်ခါတည်းကြိတ်လိုက်တာအခုကစောင်းတွင်းဆိုတော့နှင်းနေကြတယ်ဒီညခင်းမကြိတ်ဖြစ်ဘူးဆိုလို့ရှိရင်ညခင်းနှင်းနေဆိုကုန်မှာကြောက်လို့အုပ်ထားပေးဖို့တော့လိုတယ်ဗျကျွန်တော်တို့တစ်ခါတည်းကြိတ်လိုက်တယ်ဒီဟာရတယ်ပေါ့